နော်နောက်တစ်ပတ်ကို4ရက်ပဲဆော့မှာကျွန်တော်လုံးမဲ့အတိုင်းဖွဲ့ဝင်မဲ့သူတွေဝင်မဲ့သူတွေရောဝင်မဲ့သူတွေရောဝင်နေတဲ့သူတွေရောကျွန်တော်လုံးမဲ့ပုံစံထိုးနီးပြောပြမယ်ဇာတို့ပတ်တီးကိုပတ်မယ်နော်အခွေလေးကိုထိုးမယ်နေတိုင်းရဲ့ကနန်းကိုလုံးဝယူမထိုးနဲ့ရတယ်နော်နေတိုင်းကနန်းကိုလုံးဝအဖွဲ့ဝင်ဆိုတာမစော့နဲ့ဇာတို့ပတ်တီးထွက်သွားပြီအခွေလည်းထွက်သွားပြီဆိုကိုနေတိုင်းစော့ခြင်းစော့မယ်ဒါမှမဟုတ်လဲနားခြင်းနားမယ်ဟုတ်တယ်မလားအဓိကဘာလဲဆိုတော့ကိုအဖွဲ့ဝင်ကိစ္စကိုကိုအရင်လုပ်မယ်နော်ကျွန်တော်ပြောတဲ့စကားရှင်းလေးနော်ဒါပေမဲ့ကျွန်တော် live လွှင့်တော့လာအားပေးအောင်နော် live တော့လာအားပေးအောင်အဖွဲ့ဝင်တွေအဲ့ဒါလေးလည်းပြောချင်တယ်ဒါအဖွဲ့ဝင်တွေကတော့ကိုအလုပ်ကိုပဲကိုလုပ်တဲ့တယ်ကိုအလုပ်ကကိုပြီးမြောက်ပြီဆိုမှနေတိုင်းဘက်ကိုကူးခြင်းကူးအဲ့ဒါလေးတော့ကြိုပြီးဥစားပထမနေနဲ့ပြောချင်ပါတယ်ပြမယ်ဆိုတော့အဓိကအခုအခွေဆိုင်တစ်ဆိုင်ကတော်တော်အဆင်ပြေတယ်ကိုကမိုင်းလည်းကျွန်တော်ဗဇက်ကပြောပြီးဒီတစ်ဘက်ကိုဗဇက်ကကိုအော်ပေးထားတာနော်1-2-5-6အခွေဘူးဆိုပြီးတော့အင်္ဂါနေ့ညနေမှာ1-1ထွက်တယ်အခုဒီမနက်6-5ထွက်တယ်နော်အခွေကတော်တော်အဆင်ပြေတယ်ပြောရမယ်အခွေဆိုင်တစ်ဆိုင်ရထားတယ်တွက်ဆိုင်လေးနောက်တစ်ခုကကျွန်တော်ဇာတို့ပတ်တီးရဲ့အခွေရဲ့အဲ့ဒါလေးကိုကျွန်တော်အဖွဲ့ဝင်ကြီး1000နဲ့ခေါ်ပါပါနောက်တစ်ခုကလည်းကိုလင်းအဖွဲ့ဝင်ခေါ်တယ်ဆိုတဲ့အကြောင်းကိုပြောမယ်ကျွန်တော်လူမနော်ပြောထားပြီးသားကျွန်တော်လူမကျွန်တော်ဒီတစ်ဘက်မှာနှလုံးကြီးပေါက်ထားတဲ့အမျက်ရှိတယ်ကျွန်တော်ဒီဘက်ဆိုအဖွဲ့ဝင်မခေါ်ထားဘူးเนาะကျွန်တော်လက်ကားပေးတာဒီတစ်ပတ်ဆိုရင်အဖွဲ့ဝင်မခေါ်ဘူးလက်ကားပေးတာပေါက်ထားတဲ့ကျွန်တော်မှာအမျက်ရှိတယ်ပြီးတော့အဖွဲ့ဝင်ခေါ်လို့ရတယ်ဝေးကျွန်တော်လူမှာပါเนาะလူမှာကျွန်တော်တက်နိုင်တဲ့ငွေကိုကျွန်တော်လူမှာပါအဲ့အတွက်ကြောင့်ကျွန်တော်တက်နိုင်တဲ့ကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်လူမှာဖြစ်တဲ့ကိုကိုမတွေเนาะအဖွဲ့ဝင်နေတဲ့သူတွေအခုကစပြီးရောဖုန်းတွေဆက်ဖွင့်ထားပါတယ်အခုလဲဝင်လို့ရတယ်မနက်ဖြန်စနေနေ့လဲဝင်လို့ရတယ်တနင်္ဂနွေနေ့လဲဝင်လို့ရတယ်တနင်္လာနေ့ပိတ်တယ်ဆိုတော့တနင်္လာနေ့လဲဝင်လို့ရတယ်အင်္ဂါနေ့မနက်အထိဝင်လို့ရပါတယ်ဟုတ်ပြီလားနော်